ဟုတ်ကဲ့မင်္ဂလာပါအရင်ဆုံးကျွန်တော်တို့ကလေကိုဆွဲကျင်တဲ့ပုံကိုအရင်ဘေကင်ပေပါနဲ့ပုံအကလေးဆွဲတယ်ပေါ့နော်ပြီးလို့ရှိရင်အဲ့ကောင်ကိုပြောင်းပြန်လှန်လိုက်တယ်နောက်ပြီးလို့ရှိရင်ကျွန်တော် chocolate cream နဲ့ပဲတခါကောက်ကြောင်းလိုက်လိုက်မယ်နော်ကောက်ကြောင်းလိုက်လိုက်မယ် chocolate cream နဲ့ပဲနောက်ပြီးလို့ရှိရင်ကျွန်တော်တို့ကဒီကောင်လေးကိုလေအဲ့ဒီချိန်မှာဒီကိုပြန်ထက်မဲ့ကိတ်ကိုလည်းကျွန်တော်ကအခဲခံနာရတယ်ခဲခံနာရတယ်ပြီးလို့ရှိရင်ဒီအခုဒီ chocolate cream လေးကိုအရေးခံလိုက်မယ်ပြီးလို့ရှိရင်နှစ်ခုကိုပြန်ပြီးတော့အပေါ်ပြန်ပြီးတော့အုပ်တင်လိုက်မယ်အဲ့ဒီအချိန်မှာဒီအောက်ကအခန်းဒီကိတ်ကလည်းအရေးတက်ရှိရမယ်တောက်နေရမယ်နောက်ပြီးတော့ဒီ chocolate အပေါ်ကောက်ကြောင်းလိုက်တဲ့ဟာကလည်းဘယ်လိုပြောရမလဲပို့ပြီးတော့ခဲနေရမယ်အေးခဲတို့အေးတဲ့ရတာရှိရမယ်အေးတဲ့တက်ရှိရမယ်အဲ့တော့မှဒီကောင်လေးကကက်ပြီးတော့ကြံခဲ့မှာနော်